အချိန်ကုန်ခံပြီးတော့ run တာတွေရှာနေတော့လားအခုဒီဗီဒီယိုမှာ review model အကျန်းကနေပြီးတော့ခါကြတော့ AI Pro တစ်ချောင်းနဲ့ရေးပြီးတော့ခါကြတော့ runner ချတဲ့ပုံစံလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ် AI Pro မပြီးခင်ကျွန်တော်ဒီ review model ထဲမှာ camera view ချိန်တာလေးကိုတစ်ချက်ပြကြည့်ပေးမယ် 3D view ထဲကိုအရင်သွားမယ်သွားပြီးတော့ဒီ view tab ထဲက 3D view ရဲ့အောက်မှာ camera ဆိုတာရှိတယ်အဲ့ camera ဆိုတာလေးကိုယူလိုက်မယ်ယူပြီးသွားပြီဆိုလို့ရှိရင် 3D view ရဲ့အပြင်ဘက်ကိုကြည့်ချင်တဲ့နေရာလေးကနေပြီးတော့ camera ကိုချပြီးတော့ခါကြတော့ direction လေးပေးမယ်ပေါ့နော်ကိုကြည့်မဲ့ direction လေးပေးမယ် property ထဲမှာ eye elevation ရဲ့ target elevation ရဲ့ကိုယ့်ရဲ့စိတ်ကြိုက်ပြင်လို့ရတယ်ဆိုရင် view ရပြီပေါ့နော်ဒီ view လေးကိုတော့ JPEG export လေးလုပ်မယ် JPEG export လေးထုတ်ပြီးတဲ့အခါမှာဒီ Gemini AI ကိုတွားပြီးတော့ခါကြတော့ prompt ပေးမယ်ပေါ့နော်တောင်းရမယ် prompt ကိုကြတော့ comment မှာချပေးထားတယ်အဲ့ဒီ comment လေးကို copy ကူးပြီးတော့ခါကြတော့ prompt ပေးလိုက်မယ်ဆိုလို့ရှိရင်ဒီ render ချပြီးသားပုံတစ်ပုံထွက်လာမယ်ပေါ့နော်ကို client ကိုမြန်မြန်လေးပြချင်တယ်ဆိုလို့ရှိရင်မြန်မြန်ဆက်ဆက်နဲ့လွယ်လွယ်ကူလှလှပပနဲ့ဒီ render ချပြီးသားပုံတစ်ပုံထွက်လာမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဆက်ဆက် sharing corner ကညှောက်ပေးနေရပြီဖြစ်ပါတယ်ရှင်